မိခင်တယောက်ရဲ့ဗိုက်ထဲမှာနှစ်နီးပါးကြာအောင်လွှဲထားခဲ့ရတဲ့ကလေးလေးမွေးမွေးချင်းပဲဒီမင်းနဲ့ရင်ဆိုင်လိုက်ရတဲ့အခါဟုတ်ပါတယ်ဒါဟာတော်တိုင်းကဘာကအဆိုးဝါးဆုံးနဲ့အနည်းငယ်ရှိဆုံးအခိုက်အတန့်ပါပဲစင်မကြီးဟာခုလေးတင်ပဲသူ့ရဲ့ရင်သွေးစင်ပေါက်လေးကိုမွေးဖွားလိုက်ပါတယ်ပေါင်ချိန်တော်လေးရဲ့စင်ပေါက်လေးဟာမြေပြင်ပေါ်ကိုပြုတ်ကျချခြင်းမတည့်ရဖို့စူးစမ်းပေမဲ့မအောင်မြင်ခဲ့ပါဘူးအရှိလွန်ပြီးကုန်းစင်းလေးတိုင်းလိမ့်ဆင်းသွားကတနာစရာကောင်းလောက်အောင်လဲပြို့သွားခဲ့ရတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့မိခင်စင်မကြီးဟာသူ့ကလေးကိုကာကွယ်ဖို့ချက်ချင်းပဲအပြေးလွှာရောက်လာခဲ့ပါတယ်ဒါဟာသူတို့သားမိအတွက်အနည်းငယ်ရှိဆုံးအချိန်ပါပဲညီဆိုးဆိုသွေးညီနှံတွေကြောင့်တော်တိုင်းသားစားတတော်တွေရောက်လာနိုင်ပြီးအနားမှာလည်းခွေးအုပ်စုကအခွင့်အရေးကိုချောင်းမြောင်းပြီးစောင့်ကြည့်နေကြပါပြီစင်မကြီးဟာသူ့ရဲ့နာမောင်းနဲ့ကလေးကိုတွန်းပေးမှပေးရင်ချက်ချင်းထက်ဖို့တိုက်တွန်းနေရှာတဲ့အကဲလေးစင်ပေါက်လေးတာချက်ချင်းမတက်မရနိုင်ရင်အသက်ရှင်ဖို့လမ်းစာသူ့ညာဘဲမို့တည်တံပေးခံရတယ်လို့ဖြစ်သွားပါလိမ့်မယ်နှစ်နီးပါးတန်ရောစင်တွဲလာခဲ့ရတဲ့မိခင်တယောက်အနေနဲ့သူ့ရင်သွေးကိုဒီအတိုင်းအဆုံးရှုံးမခံနိုင်ပါဘူးဒီအချိန်မှာပဲအန်းစရာကောင်းတာတစ်ခုဖြစ်လာခဲ့ပါတယ်ဆင်းအုပ်ကြီးတစ်ခုလုံးဟာတကောင်ပြီးတကောင်ရောက်လာကြပြီးစင်ပေါက်လေးကိုအလဲမှာထားကလေမုန်တိုင်းမိုးတံနဲ့ရန်သူတွေရန်ကနေကာကွယ်ဖို့လူသားတိုင်းကြီးလိုဝိုင်းရံပက်ပက်လိုက်ကြပါတယ်ဒီလိုကာကွယ်တွေကြားထဲမှာစင်ပေါက်လေးဟာနောက်ဆုံးတော့ကဘာတစ်ကိုချင့်သားရသွားပြီးအာတင်ကချဲနိုင်ခဲ့ပါပြီမိသားစုရဲ့ဆောင်းရှောက်မှုအောက်မှာဘေးကင်းသွားခဲ့တဲ့စင်ပေါက်လေးရဲ့မြင်ကွင်းဟာတကယ့်ကိုစိတ်လှုပ်ရှားစရာကောင်းလာပါတယ်